လူအများစုရဲ့ဘဝတွေပြတ်နေရတာအကြောင်းရင်းတစ်ခုရှိတယ်မလုတ်သေးခင်ကြိုပြောပြတတ်ရှင်မအောင်မြင်တင်းခေလူတိစေစီရှင်မဖြစ်သေးခင်ကြီးကြီးကျယ်ကျယ်ပြောတတ်ရှင်မင်းတီလားအာချောင်တဲ့သူတွေကစကားနဲ့ပဲအသက်ရှင်ကြတယ်အာမချောင်တဲ့သူတွေကရဇက်နဲ့အသက်ရှင်ကြတယ်အာချောင်ရှင်းကဘဝကိုဘယ်လိုဖြတ်တယ်လဲမင်းကျင်သွားမယ်လို့ပြောဖူးလားအယောင်းဝယ်စားလုပ်မယ်လို့ပြောဖူးလားပြောပြီးတဲ့နောက်ဘာဆက်ဖြစ်သွားလဲမလုပ်ဖြစ်တော့ဘူးမလားဘာလို့လဲစိတ်ကလှုပ်ပြီးသွားပြီလို့ခံစားသွားရလို့ပါဒါကို psychology မှာ fake progress feeling လို့ခေါ်တယ်တင်ပြောလိုက်တဲ့အချိန်မှာအုံနောက်က reward ပေးပြီးသွားပြီလို့ခံစားသွားရတယ်ဒါကြောင့်လှုပ်ဖို့အားကျသွားတယ်အောင်မြင်တဲ့လူတွေကြတော့သူတို့မပြောပြကြဘူးသူတို့ကလှုပ်ဆောင်ကြတယ်သူတို့ရဲ့ effort ကိုလူမမြင်ကြဘူးသူတို့ရဲ့ process ကိုလူမသိဘူးသူတို့ရဲ့ result ကိုပဲလူမြင်ကြတယ်လူတွေကဘာကြောင့်အားဆောင်ကျင့်ကြတယ်လဲအဖြေကရှင်းပါတယ် attention လိုရှင်လို့ပါဒါပေမဲ့လူတွေရဲ့တုံးသက်ချက်ကိုကြိုယူရင်လုံးဆောင်ချက်တွေကနောက်ကျကုန်ရောတိတ်တဆိတ်လှုပ်ဆောင်ပါတိတ်တဆိတ်လှုပ်ဆောင်နိုင်တဲ့သူတွေရဲ့စိတ်ဓာတ်ကဘလို့ဖြစ်နေလဲဆိုရင်သူတို့ကဖိအားနေတယ်ဒါကြောင့် focus များများထားနိုင်တယ်လူတိဖို့မလိုဘူးအောင်မြင်ဖို့ပဲလိုတယ်ဒီနေ့ကစပြီးမင်းရဲ့ plan တွေကိုမပြောပြပါနဲ့ goal ကိုမပြောပြပါနဲ့ result ထွက်လာမှပဲ result ကမင်းအတွက်ပြောပေးပါလိမ့်မယ် result ထွက်လာရင်လူတွေကမေးမယ်မင်းဘယ်လိုလုပ်ခဲ့တာလဲလို့မင်းပြုံးကြီးပြောနိုင်မယ်တိတ်တဆိတ်လှုပ်ဆောင်ခဲ့တာပါဆိုပြီးအချောင်းတဲ့သူတွေရဲ့ရှင်တန်ရှင်းကစကလုံးတွေဖြစ်ပြီးအာမချောင်းတဲ့သူတွေရဲ့ရှင်တန်ရှင်းက result ဖြစ်ပါတယ်ဒီနေ့ကစပြီးထုတ်မပြောပြပါနဲ့မဖော်ပြပါနဲ့မပြတပါနဲ့တိတ်တဆိတ်လောက်ပါ result နဲ့ပြတလိုက်ပါဟုတ်ကဲ့ဒီနေ့ဗီဒီယိုလေးကိုတော့ဒီလောက်ပဲနဲ့ပဲအဆုံးတက်ပါစေကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe မလုပ်ရသေးရင်လုပ်သွားပေးပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်